Hello ဘာခင်ဗျားဖုန်းမဆက်နဲ့ဟုတ်လားမရဘူးအင်တာနက်တွေမမြန်သေးဘူးခင်ဗျားကိုကျုပ်ဆက်နေဦးမှာပဲနေရောညအောင်ဆက်နေဦးမှာပဲသိရလားငါတုံးရဲ့အခါ GPS ပိတ်ထားတယ်ဘယ်လိုလုပ်ခံပြီးသွားလဲ GPS ပြင်မင်းကိုခြေရခံဖို့နီးတဲ့နေအများကြီးရှိတယ်ဆိုမသိဘူး ။ဟာဒီလည်းပြောပြပါဦး ။အဲ့အောင်ရှင်းပြရတယ် မင်းကမင်းတိတ်လိုက်နေပြီထင်လားဟမ်မင်းသွားတဲ့နေရာတိုင်းမှာဖုန်းတောက်သွားတယ်နေအများကြီးရှိတယ်ဆိုမသိဘူးလားအဲ့ဖုန်းတောက်သွားတယ်နေမင်းပဲရောက်နေရဆိုတော့ငါတို့ဘယ်လိုရှိရခံလို့ရတယ် ။ဒါဒုတိယအကြိမ်မြောက်ရှိနေမသိထားပါ ။ဒီမောင်းဆောင်တော့ကြည့်။ခြေရထားလို့မရဘူးဘယ်လိုလုပ်အောင်သင်လေးတော့ ။ကြာခံတော့မရအောင်မင်းဖုန်းကိုပိတ်ထားရမယ် GPS ကိုလည်းပိတ်ထားရမယ်။ဒါအပြင်မင်းရဲ့ဖုန်းရဲ့ battery ကိုဖြုတ်ထားတယ်ဖြုတ်ထားရမယ်။ဒီတိထားတယ် ။ကျေးဇူးတင်ပါတယ်ဆောင်းပါကြီးကျေးဇူးတင်ပါတယ်။အော်ဒီလိုဆိုရင်နောက်တစ်ခါခြေရခံလို့မရအောင်ငါဖုန်းကိုဘက်ထရီဖြုတ်ထားမှာဖြစ်တယ်။ခုတော့ခေါ်လိုက်အောင်